ဟဲမိုဆူးဟာကွမ်ဝါရဲ့တငယ်ချင်းလည်းဖြစ်တယ်လို့ဟန်တိုင်းပြည်ကိုစန့်ကျင်တဲ့ဒဲမူတပ်ဖွဲ့မှာအတူတူတိုက်ပွဲဝင်ခဲ့တဲ့ရဲဖော်ရဲဖက်တဦးလည်းဖြစ်တာကြောင့်ကွမ်ဝါကဟဲမိုဆူးကိုညီကိုရင်းကဲ့သို့တန်ရောစင်ရှိခဲ့တာဖြစ်ပါတယ်။ဟဲမိုဆူးလိုစွမ်းရည်ထက်မြက်တဲ့တိုက်ခိုက်ရေးသမားကိုတော်ယုံလူတွေလှုပ်ကြံဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ဒေါသထွက်နေတဲ့ဘရင်ကွမ်ဝါဟာဒီကိစ္စကိုနောက်ွယ်ကဘသူလုပ်တယ်ဆိုတာစစ်သူကြီးကိုစုံစမ်းခိုင်းပါတော့တယ်။စစ်သူကြီးရဲ့စုံစမ်းမှုအရမင်းသားရောင်ဘိုဟာစစ်တီများပြားကိုအကြောင်းပြချက်မဲရမပေးဘဲခေါ်ထုတ်သွားပြီးပပဲဘိုမှာလည်းလက်နက်တချို့ပျောက်ဆုံးနေကြောင်းကိုပါသတင်းပို့လိုက်ပါတော့တယ်။ဒါကြောင့်ဘရင်ကွမ်ဝါဟာရောင်ဘိုကိုစင့်ခေါ်ပြီးမင်းမြန်းခဲ့ပေမဲ့မင်းသားတဲ့ဆိုကသူရှင်းပြပါမယ်ဆိုပြီးအားလုံးကိုအပြင်ထွက်ပေးဖို့တောင်းဆိုလိုက်ပါတယ်။မင်းသားတဲ့ဆိုကဟဲမိုဆူးကို6မူတောင်မှာသူရှင်းပစ်ခဲ့ကြောင်းဝန်ခံလိုက်ပါတယ်။ဟဲမိုဆူးဆိုတာတစ်ချိန်ကဟန်တိုင်းပြည်ကိုစန့်ကျင်ခဲ့တဲ့ခေါင်းဆောင်တဦးဖြစ်တာမို့လို့အခုချိန်သာဘူယောတိုင်းပြည်မှာခိုလုံနေကြောင်းသိသွားရင်ဘူယောနဲ့ဟန်တိုင်းပြည်ကတန်တမန်ရေးပျက်စီးသွားမှာဖြစ်ပါတယ်။ဒါအပြင်ဟန်တိုင်းပြည်နဲ့ကုံသွယ်ရေးလမ်းကြောင်းများစွာရှိတာမို့လို့ဟန်တိုင်းပြည်နဲ့သာနောက်တစ်ခါပြန်ပြီးစစ်ဖြစ်မယ်ဆိုရင်ဘူယောတိုင်းပြည်ကရေရှည်မှာချွတ်ချုံကျသွားနိုင်တာကြောင့်သူဒီလိုလုပ်ခဲ့ရတာဆိုပြီးပြောပါတယ်။ဟဲမိုဆူးကိုရှင်းပြလိုက်တာဟာဘူယောရဲ့အကျိုးစီးပွားကိုကာကွယ်လိုက်တာမို့လို့အကယ်၍သားတော်ရဲ့လုပ်ရက်ကမားတယ်ထင်ရင်သားတော်ကိုသာကြိုက်တယ်လို့အပြစ်ပေးနိုင်ပါတယ်ဆိုပြီးဘရင်ကွမ်ဝါရှေ့မှာဒူးထောက်လိုက်ပါတယ်။ဘရင်ကွမ်ဝါဟာအတော်လေးဒေါသထွက်သွားပြီးလက်ဆွဲတော်ဓာတ်ကိုဆွဲထုတ်လိုက်ပါတယ်။ဒဲဆိုးကိုခေါင်းဖြတ်လိုက်ဖို့စိတ်ကူးမိခဲ့ပေမဲ့နန်းတော်ရဲ့တွေးထွက်တန်ယိုကိစ္စတွေဖြစ်လာရင်သူ့ကိုပြည်သူတွေကယုံကြည်မှုပြပြသွားမှာကြောင့်စိတ်လိုက်မှန်ပါမလုပ်ဖို့စဉ်းစားမိလိုက်ပါတယ်။နောက်တော့တခုခုကိုတေချာစဉ်းစားပြီးဒဲဆိုးကိုသူ့မျက်စိရှိကနေထွက်သွားခိုင်းလိုက်ပါတယ်။အမတ်ချုပ်ကြီးကိုခေါ်တွေ့ပြီးဒီကိစ္စကိုနောက်ွယ်ကနေကြိုးကန်ခဲ့တာမို့လားဆိုပြီးမေးမြန်းခဲ့ပေမဲ့အမတ်ချုပ်ကြီးကတော့ဒဲဆိုရဲ့လုပ်ရက်ကမှန်ကန်ကြောင်းသာပြောခဲ့ပါတယ်။ဒီပြဿနာတွေကိုခေါင်းခံပြီးဖြေရှင်းပေးခဲ့တဲ့ဒဲဆိုးကိုအမတ်ချုပ်ကြီးကတော်တော်လေးသဘောကျသွားကမင်းသားစီမှာအမှုထမ်းပါမယ်ဆိုပြီးဂတိပေးလိုက်ပါတော့တယ်။ကွမ်ဝါလည်းသူ့နားမှာရှိရတဲ့သူတွေကသူ့ကိုအယုတ်တရုတ်လိုကစားနေမှန်းသဘောပေါက်သွားပါတော့တယ်။တကယ်တော့ဘူယောတိုင်းပြည်ရဲ့အချုပ်အခြာအာဏာကိုဘရင်ကွမ်ဝါတယောက်တည်းချုပ်ကင်ထားတာမဟုတ်ပဲအမတ်ချုပ်ကြီးကပါဝင်ရောက်ဆွတ်ဖက်နေတာဖြစ်ပါတယ်။ဒါကြောင့်ဂျူမုံကိုကိုယ်တိုင်ကိုကြသွားခေါ်ပြီးသူယုံကြည်ရတဲ့သူဟာအခုချိန်မှာမင်းတယောက်ပဲရှိတော့ရဲ့လို့ပြောခဲ့ပါတယ်။ဂျူမုံလည်းအစကတော့နန်းတော်ကိုပြန်မလိုက်ဖို့ဆုံးဖြတ်ခဲ့ပေမဲ့မိဖုရားယုံဟွာကတော်တော်လေးနေမကောင်းဖြစ်နေတာကိုသိလိုက်ရတဲ့ခါမှာတော့နောက်ဆုံးမှာဘရင်ကွမ်ဝါပြောတာကိုလက်ခံလိုက်ပါတယ်။မင်းသားဂျူမုံနန်းတော်ရဲ့ပြန်သွားပြီဆိုတဲ့သတင်းကိုကြားချင်းဝမ်းသာတဲ့သူတွေကတော့မာရီတို့အဖွဲ့ပဲဖြစ်ပါတယ်။မင်းသားဂျူမုံအသက်အန္တရာယ်ကြားရောက်နေတဲ့အချိန်မှာသူတို့ကကယ်တင်ပေးခဲ့ရမို့လို့မင်းကစစ်သူကြီးလို့ငါကအမတ်ချုပ်ကြီးလုပ်မယ်တကယ်နဲ့ဦးမြူးနေကြပါတယ်။အိုရီကတော့ငါတို့လိုအညက်တရလူတွေကိုဟိုမင်းသားဆိုတဲ့ကောင်ကမှတ်မိပါအောင်မယ်ဆိုပြီးအိမ်မက်မနေဖို့ပြောလိုက်ပါတော့တယ်။မင်းကလေးဆိုစောနိုလည်းဒီသတင်းကိုကြားတော့ဝမ်းသာသွားပြီးစာယုံဆိုတဲ့အချောင်းမကတော့မင်းသားဂျူမုံစီကဆုလက်တော်တွေမျှော်ကိုးနေပါတယ်။ဆိုစောနိုကတော့သူကူညီခဲ့တာဂျူမုံစီကတစုံတရာပြန်ရပါစေဆိုတဲ့ဆန္ဒမရှိခဲ့ကြောင်းသာပြန်ပြောလိုက်ပါတယ်။တကယ်တော့မင်းကလေးဆိုစောနိုကဂျူမုံကိုသဘောကျနေတာဖြစ်ပြီးဂျူမုံကလောင်းကစားယုံမှာမိမပြက်တွေနဲ့ပျော်ပါနေတာကိုသိပေမဲ့လည်းဘူးယောင်းနဲ့ပြတ်သွားပြီလို့ထင်ပြီးဝမ်းသာနေခဲ့တာဖြစ်ပါတယ်။တစ်ချိန်ကသူ့ကိုသဘောကျတယ်လို့ပြောတော့ကတော့ညင်းလိုက်ပြီးတကယ်အန်တရယ်ကြရောက်လာတော့အားကိုးမိခဲ့တာကနေသဘောကျသွားခဲ့တာဖြစ်ပါတယ်။ဘရင်ကွမ်ဝါကဂျူမုံကိုနန်းတော်ရဲ့အပြင်မှာဘလို့နေထိုင်နေလဲမင်းကိုဘသူတွေကဒုက္ခပေးခဲ့တာလဲနောက်ပြီးမင်းရဲ့တိုက်ခိုက်ရေးစွမ်းရည်တွေကတော်တော်လေးတိုးတက်ခဲ့တာပဲမင်းကိုဘသူကတင်ပေးခဲ့တာလဲဆိုပြီးအကျိုးအကြောင်းမင်းနေပါတယ်မင်းသားဂျူမုံကတခုခုကိုတေချာစဉ်းစားပြီးသူ့ကိုဒုက္ခပေးခဲ့တာဘသူပဲဝါဆိုတာတေချာမသိပဲတိုက်ခိုက်ရေးပညာတွေတင်ပေးတဲ့သူကတော့ဂူထဲမှာယဉ်နီးခဲ့တဲ့မျက်မမြင်ဦးလေးတယောက်သာဖြစ်ပြီးဦးလေးကြီးကလည်းမကြသေးခင်ကမှဆုံးပါသွားပြီဆိုတဲ့အကြောင်းပြောပြခဲ့ပါတယ်ဘရင်ကွမ်ဝါကတော့ဟဲမိုဆူးဆိုတာကိုချက်ချင်းသဘောပေါက်သွားပေမဲ့ဂျူမုံကိုအတိမပေးလိုက်တော့ပါဘူးအရာကိုအရှုံးမပေးဘဲအကောင်းဆုံးစူးစမ်းกว่าဆိုပြီးအားပေးနဲ့တိတ်ပေးလိုက်ပါတယ်ဟဲမိုဆူးကမင်းသားဂျူမုံကိုသူ့ရဲ့တိုက်ခိုက်ရေးပညာတွေအကုန်လုံးတင်ပေးခဲ့ပြီဆိုတာသဘောပေါက်သွားပါတော့တယ်ဘရင်ကွမ်ဝါဟာစိတ်ထဲကနေမင်းရဲ့သားဂျူမုံနဲ့အတူဟန်တိုင်းပြည်ကိုနောက်တစ်ခါတိုက်ခိုက်ပြီးဂျိုဆွန်းဒုက္ခသည်တွေကိုကယ်တင်ကဆုံးရှုံးသွားခဲ့တဲ့ဂျိုဆွန်းနယ်မြေတွေကိုပြန်လည်သိမ်းယူပါမယ်ဆိုပြီးလေးလေးနက်နက်ဂတိပေးလိုက်ပါတော့တယ်ဂျူမုံကနန်းတော်ကိုပြန်ရောက်ချင်းမှာပဲနေမကောင်းဖြစ်နေတဲ့မိဖုရားယုံဟွာကိုနေ့ရောညပါပြုစုပေးနေပါတယ်နန်းတော်ရဲ့တနေရာမှာဒဲဆိုတို့ကိုတွေးတော့ဒေါသထွက်နေပေမဲ့လည်းရင်ထဲကမကျေနပ်ချက်တွေကိုမျိုးသိပ်ပြီးကောင်းကောင်းမွန်ပဲစကားပြောလိုက်ပါတယ်ဒဲဆိုစီကနေစိတ်ပူနေပါတယ်ဆိုတဲ့အပေါ်ယံစကားတွေပဲဖြစ်တာမို့လို့သူ့အနေနဲ့တတိကြီးထားပြီးထိုညီကိုနှစ်ယောက်ကိုရှောင်ထွက်သွားတာဖြစ်ပါတယ်ရောင်ဖိုကဂျူမုံရဲ့အကြည့်တွေကိုမကျေနပ်ပေမဲ့ဒဲဆိုကတော့သူ့ကိုမတိုင်ပင်ပဲဂျူမုံကိုဒုက္ခပေးနေတာတွေကိုရက်တန်းကရက်ဖို့ပြောဆိုလိုက်ပါတယ်ရှေ့လျှောက်ဂျူမုံကိုတိထက်ပိုပြီးခက်ခဲအောင်လုပ်မှာမို့လို့မင်းကဘေးဖယ်နေစမ်းပါလို့ပြောခဲ့ပါတယ်တကယ်တော့နန်းတွင်းမှာနေထိုင်ရတာဟာအပြင်လောကမှာနေထိုင်ရတာထက်ပိုပြီးခက်ခဲပါတယ်အပြောဆိုအနေထိုင်တဲ့အပြုအမူတွေကအစသတိထားရတယ်လို့ကိုကမှန်ကန်နေပြန်ရင်လဲကြောက်တုံးတဲ့သူတွေကြောင့်ဒုက္ခရောက်နိုင်ပါတယ်ဘရင်ပေးတဲ့တာဝန်ကိုခြေပုံစွာထမ်းဆောင်နိုင်ရင်ဆုလက်တော်တွေများစွာရပြီးတစ်ချက်ကလေးအမှားလုံးမိရင်တော့အပြစ်ကြီးမားခံစားရမှာဖြစ်ပါတယ်ဥပမာအနေနဲ့ပြောရရင်နန်းမှာတာဝန်ထမ်းဆောင်နေတဲ့မင်းကလေးဘူးယောင်းဟာသူ့ဘာသာသူနေထိုင်နေပေမဲ့မင်းသားဂျူမုံရဲ့ဖွန်ကြောင်နာကိုခံရပြီးတွားရလာရခက်ခဲကနောက်ဆုံး
နန်းတော်ကမောင်းထုတ်ခံလိုက်ရတဲ့အထိပဲဖြစ်ပါတယ်မင်းသားတဲ့ဆိုဟာဘရင်ကွမ်ဝစီအခစားဝင်ဖို့သွားပေမဲ့လည်းမောင်းထုတ်ခံလိုက်ရပါတယ်အခုဆိုရင်ဘရင်ကွမ်ဝဟာသူ့ကိုရှောင်ဖယ်လုပ်နေပြီးဂျူမုံကလည်းဟေမိုဆူရဲ့သွေးသားရင်ဖြစ်နိုင်တယ်လို့မိဖုရားကြီးကပြောထားတာကြောင့်သူတကယ်ပဲစိတ်ရှုပ်ထွေးနေရပြီဆိုပြီးအမတ်ချုပ်ကြီးထံရင်ဖွင့်နေပါတော့တယ်အမတ်ချုပ်ကြီးကတော့မင်းသားရဲ့နောက်မှာကျွန်တော်မျိုးနဲ့နတ်ဆရာမကြီးတို့ရှိတာမို့လို့ရာဇပလင်စီသွားမဲ့လမ်းမှာစိတ်မပူဖို့နှစ်သိမ့်ပေးလိုက်ပါတယ်ဂျူမုံရဲ့နေ့ရောညပါပြုစုမှုတွေကြောင့်မိဖုရားယုံဟွာဟာအားနည်းနေရကနေတော်တော်လေးတက်တာလာခဲ့ပါတယ်ဟေမိုဆူဟာသူ့ရဲ့အဖေလို့ပြောပြခြင်းပေမဲ့လည်းဟေမိုဆူကမပြောဖို့မှာထားတာကြောင့်အတိတ်ကအကြောင်းတွေကိုပြန်တွေးပြီးဝမ်းနည်းနေပါတော့တယ်မိဖုရားယုံဟွာနေပြန်ကောင်းတဲ့အချိန်မှာဘရင်ကွမ်ဝဟာနန်းတွင်းမှာရှိတဲ့မူမတ်စစ်သူကြီးမိဖုရားနဲ့မင်းသားပါမကျန်အားလုံးကိုညီလာခံတက်ရောက်ဖို့အမိန့်ပေးလိုက်ပါတယ်အကြောင်းကတော့အိမ်ရှိဆန်နေရနဲ့ပတ်သက်လို့ဆွေးနွေးဖို့ဖြစ်ပြီးအားလုံးလူစုံတာနဲ့မင်းသား၃ယောက်စလုံးရှေ့ကိုထွက်လာခိုင်းလိုက်ပါတယ်မိဖုရားကြီးနဲ့ဒေဆိုတို့ဟာဒီစကားကိုကြားတော့ဘူရောတိုင်းပြည်ရဲ့ဒလိထုံးစံအရအကြီးဆုံးသားဟာအိမ်ရှိဆန်ဖြစ်ရမယ်ဆိုတာကိုသိနေတာကြောင့်ဝမ်းသာသွားပါတော့တယ်ဒါပေမဲ့ဘရင်ကွမ်ဝစီကဒေဆိုကိုအိမ်ရှိမင်းသားတင်မြောက်တာမဟုတ်ပဲမင်းသားတို့၃ယောက်ကိုဒီနေ့ကစပြီးစောင့်ကြည့်နေမှာဖြစ်ပါတယ်မင်းသားတို့ရဲ့အပြောဆိုအနေထိုင်အပြုအမူနဲ့ပြည်သူတွေရဲ့အကျိုးကိုဘယ်လောက်ထိဆောင်ရွက်ပေးလဲဆိုတာကိုပါစောင့်ကြည့်မှာဖြစ်ပြီးထိုက်တန်တဲ့သူမှသာအိမ်ရှိဆန်ရာထူးကိုပေးမှာဖြစ်ကြောင်းအားလုံးရဲ့ရှေ့မှာတရားဝင်ကြေညာလိုက်ပါတယ်ဘရင်ကွမ်ဝရဲ့စကားဆုံးသွားတဲ့အချိန်မှာပဲအကုန်လုံးကကန့်ကွက်ကြပြီးသူ့ရဲ့အမိန့်ကိုပြန်ရုပ်သိမ်းပေးဖို့တောင်းဆိုကြပါတယ်အိမ်ရှိဆန်နေရာအတွက်မင်းသားတွေကိုရှင်ပြန်ခိုင်းတာဟာညီကိုတွေအကြားစည်းလုံးမှုကိုပြိုကွဲစေတာကြောင့်အကြီးဆုံးမင်းသားဖြစ်တဲ့ဒေဆိုကိုသာအိမ်ရှိဆန်နေရာပေးဖို့ဝိုင်းဝန်းဖြောင်းဖြတ်ကြပါတော့တယ်ဒါပေမဲ့ဘရင်ကွမ်ဝကတော့အကုန်လုံးကိုလစ်လူရှုပြီးဒေဆိုကိုကြည့်ကမင်းကအကြီးဆုံးသားမို့လို့အိမ်ရှိဆန်ရာထူးနဲ့ထိုက်တန်တယ်လို့ထင်နေတာလားဆိုပြီးမေးလိုက်ပါတယ်ဒေဆိုလည်းသူ့ရဲ့မာနကိုထိခိုက်သွားတာကြောင့်ဘရင်ကွမ်ဝပြောသလိုလက်ခံလိုက်ပါတယ်ရောင်ဖို့ကိုလည်းမင်းကအလက်ကောင်ဆိုပေမဲ့ဘူရောရဲ့မင်းသားတစ်ပါးပဲလေမင်းလဲစူးစမ်းရင်အိမ်ရှိဆန်ဖြစ်နိုင်တယ်ဆိုပြီးအားပေးလိုက်ပါတယ်ရောင်ဖို့ကတော့တိတ်ပြီးစဉ်းစားဉာဏ်မရှိတာကြောင့်ဘရင်ကွမ်ဝပြောသလိုလက်ခံလိုက်ပါတယ်ဂျူမုံကိုလည်းအားပေးစကားနဲ့ငယ်ပြောပြီးမင်းရဲ့အကိုတွေကအခုဆိုရင်ဌာနအသီးသီးမှာတာဝန်ထမ်းဆောင်နေတာမို့လို့တင့်တော်တဲ့ယာရုတစ်ခုခုလိုချင်ရင်အာမနာတန်းတောင်းဆိုဖို့အမိန့်ပေးလိုက်ပါတယ်ဒါပေမဲ့ဂျူမုံကတော့နန်းတော်ရဲ့အပြင်မှာသာဆိုရင်ပြည်သူတွေကိုစိတ်ကြိုက်လေ့လာလို့ရတာမို့လို့မိဖုရားယုံဟွာလုံးဝနေပြန်ကောင်းသွားတာနဲ့သူ့ကိုအပြင်လောကအကြောင်းလေ့လာခွင့်ပေးဖို့ကိုသာတောင်းဆိုလိုက်ပါတယ်ဘရင်ကွမ်ဝလည်းဂျူမုံစကားကိုတိတ်မကြိုက်ပေမဲ့နန်းတော်ထဲပြန်လာခြင်းရင်အချိန်မရွေးပြန်လာခွင့်ရှိတယ်ဟုဆိုကခွင့်ပြုပေးလိုက်ပါတယ်နီလာခံအစည်းအဝေးပြီးသွားတဲ့အခါမှာမိဖုရားကြီးကလုံးဝလက်မခံပဲသူ့ဦးလေးစီကိုအကြောင်းကြားခိုင်းလိုက်ပါတယ်မိဖုရားကြီးရဲ့ဦးလေးဟာဘူရောတိုင်းပြည်ကိုတီထောင်တဲ့အချိန်တုန်းကများစွာကူညီပေးတဲ့မျိုးသားတဦးဖြစ်ပါတယ်နှစ်စဉ်နှစ်တိုင်းစံစပါးနဲ့လိုအပ်တဲ့စစ်တီအရေးအတွက်ကိုစုဆောင်းပေးရတာကြောင့်အရေးပါတဲ့သူလည်းဖြစ်ပါတယ်ဒါပေမဲ့ဘရင်ကွမ်ဝကတော့သူ့ရဲ့ဆုံးဖြတ်ချက်ကိုမပြင်ဘဲအိမ်ရှိမင်းသား၃ယောက်ကိုအလိုလိုက်ထားမိလို့အခုလိုဆုံးဖြတ်ရကြောင်းတေချာရှင်းပြလိုက်ပါတော့တယ်အမတ်ချုပ်ကြီးဟာဂျူမုံရဲ့လိမ္မာပါးနှံ့မှုကိုကြည့်ပြီးအပြင်လောကကိုထွက်သွားတဲ့ခဏအတွင်းမှာယုံကလေးကနေကြားတကောင်ဖြစ်လာပြီဆိုပြီးဝေဖန်နေခဲ့ပါတယ်နတ်ဆရာမကြီးကတော့ဂျူမုံရဲ့ခန္ဓာကိုယ်ထဲမှာဟေမိုဆူရဲ့ဝိညာဉ်ရှိနေတာကြောင့်ဆိုပြီးအရေးမွက်ပြောပြလိုက်ပါတယ်ဟေမိုဆူဟာအချိန်မတန်သေးပဲတည်ဆုံးသွားခဲ့ရတာကြောင့်နတ်ပြားတွေဟာအခုဆိုရင်အမျက်ဒေါသထွက်နေပြီဖြစ်ပြီးသူလည်းအဲ့အတွက်ပြင်ဆင်စရာရှိတာပြင်ဆင်ရတော့မှဖြစ်ကြောင်းပြောပြကထွက်သွားပါတော့တယ်အမတ်ချုပ်ကြီးကတော့ဦးကြောင်ကြောင်နဲ့သာကြံခဲ့ပါတော့တယ်မင်းသား၃ယောက်ကိုအိမ်ရှိဆန်နေရာအတွက်ရှင်ပြန်ခိုင်းလိုက်တာဟာပြည်သူတွေကြားထဲစိတ်ဝင်စားစရာသတင်းတစ်ခုဖြစ်ခဲ့ပါတယ်မိန်းကလေးဆိုစောနိုကလည်းဂျူမုံသားအိမ်ရှိမင်းသားဖြစ်ရင်ကောင်းမှာပဲဆိုပြီးတွေးနေခဲ့ပါတယ်ဒါပေမဲ့မင်းသားတဲ့ဆိုကလည်းသူ့ကိုရည်တဲ့လှုပ်ထားတာမို့လို့ဒေဆိုကိုတော့ခက်မြင်မြန်ပဲခေါင်းထဲကနေထုတ်ပစ်လိုက်ပါတော့တယ်အချောက်မစာယုံကတော့ဒီသတင်းသာအမှန်ဆိုရင်မင်းသားဂျူမုံအတွက်အခွင့်အရေးကောင်းပဲလို့မှတ်ချက်ပေးလိုက်ပါတယ်ခေါင်းဆောင်ယုံတစ်ပါလည်းဒီသတင်းကိုကြားတော့စိတ်ထဲစဝေးစွာဖြစ်သွားပါတော့တယ်အိမ်ရှိဆန်နေရာကိုဒေဆိုလဲရနိုင်တယ်လို့ဂျူမုံကိုလည်းရှော့တွက်လို့မရတာကြောင့်သူ့အနေနဲ့ဗမင်းသားကိုပံ့ပိုးရမှန်းမသိပဲစဉ်းစားရခက်နေပါတော့တယ်ယုံတစ်ပါဟာဂယ်လူလူမျိုးစုရဲ့ခေါင်းဆောင်ဖြစ်ပြီးနှစ်ပေါင်းများစွာကုန်တယ်လုပ်ငန်းလုပ်ကင်လာတာကြောင့်ဟန်တိုင်းပြည်ကပို့ပြီးအတိမိတ်ဆွေများပါတယ်ဒါပေမဲ့လည်းဟန်တိုင်းပြည်မှာတမဏီမြင့်တက်ရှိတာဆိုတော့တမဏီလက်နက်ထုတ်လုပ်တဲ့နေရာမှာသုံးဆွဲမဲ့ငွေကြေးတွေကိုကုန်တယ်ရီစီကအခွန်တိုးမြင့်ကောက်ခံနေတာကြောင့်ဟန်တိုင်းပြည်မှာအခြေမချပဲအခွန်ခါနေတဲ့ဘူရောတိုင်းပြည်မှာခိုလုံခဲ့တာယနေ့ချိန်ထိပဲဖြစ်ပါတယ်နောက်တော့ယုံတစ်ပါဟာအကြံတစ်ခုကိုစဉ်းစားမိခဲ့ပါတော့တယ်ဘူရောတိုင်းပြည်ရဲ့ပပဲဘိုခေါင်းဆောင်မိုဖာမိုဟာတမဏီလက်နက်ကိုတီထွင်နေတာဆယ်စုနှစ်မကရှိနေပြီဖြစ်ပါတယ်တကယ်လို့သာမိုဖာမိုကိုစီယုံပြီးဟန်တိုင်းပြည်ကနေပညာတွေနဲ့ပံ့ပိုးပေးလိုက်ရင်ဇွဲကောင်းတဲ့မိုဖာမိုတယောက်တမဏီလက်နက်တွေကိုတီထွင်နိုင်မှာအသေးချာပဲဖြစ်ပါတယ်သူတို့ဂယ်လူဒေတာကြီးထွားဖို့အတွက်အရန်စီစဉ်အနေနဲ့မိုဖာမိုကိုပံ့ပိုးပေးဖို့စဉ်းစားမိလိုက်ပါတယ်ဒီလိုနဲ့ပဲခေါင်းဆောင်ကယ်ဖီဟာမိုဖာမိုကိုမိတ်ဆွေသွားဖွဲ့ပါတော့တယ်မိုဖာမိုဟာအသက်ကြီးသလောက်ပြောရဆိုရတာခက်ခဲပြီးပေါင်းတင်ဆက်ဆံရေးမှာလည်းအတော်ညံ့တဲ့သူတဦးဖြစ်ပါတယ်နောက်ဆုံးသူကြိုက်တတ်တဲ့အရက်ကောင်းစားတွေနဲ့ဖိတ်ခေါ်လိုက်တော့မှမိုဖာမိုကသဘောကျသွားပါတော့တယ်ဒီလိုနဲ့ပဲခေါင်းဆောင်ယုံတစ်ပါးဟာဟန်တိုင်းပြည်ကသူ့မိတ်ဆွေပပဲဆရာစီကနေတမဏီဓာတ်လုပ်တဲ့လှုပ်ဝက်ချက်တချို့ကိုပြောပြပေးနိုင်တယ်ဆိုကစီးယုံနိုင်ခဲ့ပါတော့တယ်
မိုဖာမိုလည်းတမ်မနီတားရဲ့လှုပ်ဝက်ချက်ကိုစဉ်းစားနေတော့မင်းသားဂျူမုံကိုတွေးလိုက်ပါတယ်မင်းသားဂျူမုံနန်းတော်ရဲ့ပြန်ရောက်တာကိုဝမ်းသာသွားပေမဲ့လည်းရောင်ဖိုတို့ကလက်နက်တွေခိုးထုတ်နေပြီးဘရင်ကွမ်ဝကိုပြန်ပြောခဲ့ရင်သူ့ကိုဒုက္ခပေးမယ်ဆိုပြီးစိတ်ညစ်နေကဂျူမုံကိုပြောပြနေပါတော့တယ်ဂျူမုံကတော့ဒီကိစ္စကိုသူဖြေရှင်းပေးမယ်ဆိုပြီးလောဆယ်ရောင်ဖိုတို့ပြောထားသလိုပဲမတိချင်ရောင်ဆောင်နေလိုက်တာဟာခေါင်းဆောင်အတွက်အလုံးကြုံဆုံးဖြစ်မယ်ဆိုပြီးအကြံပေးလိုက်ပါတယ်ဒိုချီတို့ဟာမင်းသားရောင်ဖိုစီကခွင့်ပြုမိတ်ရထားတာဆိုတော့လက်နက်မောင်ခိုရောင်းဝယ်နေကြရင်လောဘကြီးတူပြီးဟန်တိုင်းပြည်နဲ့စစ်ဖြစ်နေတဲ့တိုင်းပြည်တစ်ခုကိုမှောင်ခိုသွားရောင်းကြပါတော့တယ်သူတို့မှောင်ခိုရောင်းဝယ်နေကြတော့ဟန်စစ်သားတွေကလက်ရက်တပြက်တိုက်ခိုက်တာကြောင့်အကုန်လုံးထွက်ပြေးကြပါတော့တယ်သူတို့ကြံခဲ့တဲ့တပ်တွေရဘူရောတိုင်းပြည်ဟာဟန်တိုင်းပြည်ရဲ့ရန်သူကိုလက်နက်တွေထောက်ပံ့နေတယ်လို့ထင်သွားကြပါတော့တယ်ဒါကြောင့်ချက်ချင်းပဲဘူရောတိုင်းပြည်ကိုတန်ဝင်လွှာပို့ကဘရင်ကွမ်ဝကိုယ်တိုင်ဟန်တိုင်းပြည်ကိုလာရောက်ဖြည့်ရှင်းခိုင်းပါတော့တယ်ပြီးတော့ဘူရောနဲ့ကုံသွယ်ခွင့်တွေရက်ဆိုင်ပြီးစားကုံသွယ်ခွင့်ကိုပါပိတ်ပစ်လိုက်ပါတော့တယ်ဘရင်ကွမ်ဝလည်းပပဲဘိုခေါင်းဆောင်မိုဖာမိုကိုချက်ချင်းဖမ်းဆီးပြီးစစ်ဆေးမေးမြန်းပါတော့တယ်မိုဖာမိုကတော့ဂျူမုံမာထားသလိုသူမသိဘူးရဲ့ဖြေနေတာကြောင့်အကုန်လုံးအကြက်ရိုက်ကုန်ပါတော့တယ်တကယ်တော့တိုင်းပြည်တစ်ပြည်တည်ထောင်ဖို့ဆိုရင်ပြည်သူတွေအတွက်မရှိမဖြစ်လို့အပ်တဲ့စားကိုအဓိကဖြန့်ဖြူးပေးရမှာဖြစ်ပါတယ်ဒါပေမဲ့ဘူရောတိုင်းပြည်ကတော့စားကိုကိုယ်တိုင်မထုတ်လုပ်ပဲဟန်တိုင်းပြည်နဲ့တခြားတိုင်းပြည်တွေစီကနေဝယ်ယူနေရကြောင်းအကယ်၍သာစားကုန်သွယ်ခွင့်ကိုရက်ဆိုင်ခံလိုက်ရရင်ပြည်သူတွေအကုန်လုံးဒုက္ခရောက်ကြရမှာဖြစ်ပါတယ်နက်ဆရာမကြီးကတော့အခုလိုမျိုးမိုဖာမိုကိုစစ်မေးမနေတော့ပဲဟန်တိုင်းပြည်ကိုတွားပြီးဖြည့်ရှင်းလိုက်တာကအကောင်းဆုံးဖြစ်ကြောင်းအကြံပေးခဲ့ပါတယ်ဘရင်ကွမ်ဝကတော့သူ့ကိုအဆက်ခွဲမှာကိုသိနေတာကြောင့်မတွားနိုင်ဘူးလို့ပဲအပြက်ပြောလိုက်ပါတယ်ဒါပေမဲ့ရက်နှဲငယ်ကြာမှာပြည်သူတွေကစားပြက်လက်မှုနဲ့ကြုံတွေ့နေရပြီးဈေးကွက်ထဲမှာစားရဲ့ဈေးနှုန်းကအဆမတန်မြင့်တက်သွားခဲ့တာကြောင့်ကွမ်ဝလည်းဘေးကျက်နံကျက်ဖြစ်သွားပါတော့တယ်အဲ့ချိန်မှာမင်းသားတဲ့ဆိုကဟန်တိုင်းပြည်ကိုတွားပြီးသူဒီကိစ္စကိုဖြေရှင်းပေးပါမယ်လို့ပြောလိုက်ပါတယ်ဘရင်ကွမ်ဝလည်းသဘောကျသွားပြီးအမတ်ချုပ်ကြီးနဲ့အတူတွားခိုင်းလိုက်ပါတော့တယ်မာရီတို့ကတော့ဂျူမုံအကြောင်းသတင်းထက်မကြားရတော့စိတ်ပြက်နေခဲ့ပါတယ်မူဆောင်ကလည်းမင်းတို့ကလုံခြုံရေးရာထူးရထားလို့တော်သေးတာပေါ့ငါမှတော့အဲ့ပြဿနာကောင်ကိုကူညီလိုက်မိလို့အခုဆိုနေစရာပုံမှာပျောက်နေပြီဆိုပြီးစိတ်ပြက်ကညှဉ်းညူပြီးထွက်သွားပါတော့တယ်အဲ့ချိန်မင်းသားဂျူမုံကရောက်လာတာကြောင့်ဝမ်းသာသွားပြီးဂျူမုံကိုတွားနှုတ်ဆက်လိုက်ပါတယ်ပြီးတော့သူတို့အချင်းချင်းမင်းကစစ်တူကြီးလို့ငါကအမတ်ချုပ်ကြီးလို့မယ်ဆိုပြီးယူးကြောင်မှုကြောင်တွေရှောက်ပြောနေတာကြောင့်မင်းသားဂျူမုံကငါခုတခါလဲနန်းတော်ထဲကထွက်လာတာဆိုပြီးပြောလိုက်တော့မှအကုန်လုံးကြောင်အံ့ဖြစ်သွားပါတော့တယ်